အောင်မြင်လာတာမကြာသေးခင်မှာစွမ်းစာနီကိုခုလိုဂုဏ်သိက္ခာကျဆင်းအောင်လုပ်ခဲ့လို့လူပြောများနေတဲ့အောင်စပူဇက်တပင်အခု2025ခုနှစ်ရဲ့အနုပညာလောကမှာအောင်မြင်မှုရှိန်ဝါကြီးမားဆုံးနဲ့စမ်းထန်ဆုံးနာမည်တစ်ခုကိုပြောမှာဆိုရင်စံမင်းသားအောင်စပူကိုပဲအားလုံးပြည့်မြင်ကြမှာပါတညကိုညာကြီးနဲ့စွငွေသိန်းထောင်ရဝင်းကျင်ထိရရှိနေပြီးရုပ်ရှင်မင်းသားတွေကိုတောင်ကြော်တက်နိုင်တဲ့ဒီအောင်မြင်နေတဲ့အောင်စပူရဲ့ဆက်ဖွဲ့ဟာခုကမှာတော့ပရိသတ်တွေကြားမှာဝေဖန်မှုကြီးကျယ်ကြုံတွေ့နေရပါတယ်အကြောင်းရင်းကတော့အခြားမဟုတ်ပါဘူးမြန်မာစစ်သမင်လောကရဲ့စီနီယာဝိုင်းရဲ့မင်းသားကြီးစွမ်းစာနီကိုအောင်စပူရဲ့ဇက်ဖွဲ့ကလူရှင်တော်တွေကနေတဆင့်ဂုံတိတ်ခါထိခိုက်စေမဲ့ပြက်လုံးနေနဲ့လောင်ပြောင်တယောခဲ့လို့ပဲဖြစ်ပါတယ်။ဒီကိစ္စအောင်စပူရဲ့အောင်မြင်မှုကိုပါအရှိန်မဲတစ်ခုလိုချင်းချောက်လာနေပါတယ်။မင်းသားစွမ်းစာနီဆိုတာကတော့မြန်မာစစ်သမင်လောကမှာအောင်မြင်မှုရဲ့ထိတ်ဆုံးကိုနှစ်ပေါင်းများစွာရောက်ရှိခဲ့တဲ့မင်းသားတစ်လက်ပါ။လက်ရှိအောင်စပူရရှိနေတဲ့အောင်မြင်မှုတွေစာပေါင်းများစွာပုံမကြီးမားတဲ့အောင်မြင်မှုကိုစွမ်းစာနီကရရှိခဲ့ပူပါတယ်။မြန်မာပြည်နယ်ပြားကသတင်းမာကြီးတွေကအစစန်းစာနီရဲ့ပွဲတိုင်းကိုလိုက်လံအားပေးကြသလိုနိုင်ငံတကာအထိပါအောင်မြင်ခဲ့တဲ့မင်းသားတူဖြစ်ပါတယ်။လက်ရှိမှာစန်းစာနီကတမရီချင်းနေတဲ့ဇက်စင်ပေါ်မှာအရင်လိုမကနိုင်တော့ပေမဲ့ပရိသတ်တွေကတော့သူ့ပေါ်ထားရှိတဲ့ချစ်ချင်းမြတ်တာကရှော့မသွားပါဘူး။သူအမြင်ခဲ့စဉ်ကမိမိကိုမိမိကောင်းကောင်းမထိနိုင်ခဲ့လို့ခုလိုချင်းနေမျိုးရောက်ခဲ့တာမှန်ပေမဲ့သူ့ရဲ့အမှုပညာရေးချင်းနေစီနီယာဂုံဘုတ်ကိုတော့ဘယ်တော့မှညင်လို့မရပါဘူး။ပြဿနာရဲ့စာကတော့အောင်စပူဇက်ဖွဲ့ဟာလူချင်းတော်ဖြိုးဖြိုးရဲ့ပြက်လုံးကြောင်ပါပဲ။ပြပြိုးကဆက်စင်ပေါ်မှာမင်းသားစွမ်းစာနီရဲ့ကားပြပုံစကားပြောပုံနဲ့စွမ်းစာနီရဲ့နာမည်ကျော်ဖွင့်သချင်းတွေကိုအသုံးပြုပြီးဟာသားလောက်ကတယောခဲ့ပါတယ်။ဇာကရိုးတက်တဲ့ပြလုံးထုတ်တာတဲ့ကျော်လွန်ပြီးတော့ဝိုင်းရင်မင်းသားဦးရဲ့ဂုံတိတ်ခါကိုပြိသက်ရှိမှာရည်စရာအဖြစ်ပုံဖော်ခဲ့တာကြောင့်စွမ်းစာနီရဲ့အမခံပြိသက်တရားကြီးကျယ်စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ဒီညမှာပြိသက်တရားလူရှင်တော်ပြပြိုးကိုတင်မကပဲဇက်စီယာဇက်ကောင်းဆောင်ဖြစ်တဲ့အောင်စပူကိုပါဝေဖန်နေကြတာပါ။ကိုဇက်ဝဲရလူရှင်တော်ကစီနီယာမင်းသားတယောက်ကိုခုလိုလောင်ပြောင်းနေတာကိုဇက်ကောင်းဆောင်ဖြစ်သူအောင်စပူကဘာလို့မတားတာလဲဆိုတဲ့မိကုန်းတွေပြင်းထန်နေပါတယ်။မြန်မာဆက်သပင်လောကမှာစီနီယာဂျူနီယာပြန်လည်လေးစားမှုဟာအလွန်ရေးကြီးပါတယ်။အခုလိုအောင်မြင်မှုတွေရရှိနေချိန်မှာကိုယ့်တဲ့ဝိုင်းရင်းတဲ့သူကိုလောင်ပြောင်ကြီးမောတာဟာအနုပညာလောကရဲ့ကျင့်ဝတ်နဲ့မညီဘူးလို့အများကယူဆနေကြပါတယ်။လူရှင်တော်ပြပြကတော့ဒီကိစ္စအတွက်စွမ်းစာနီကိုတောင်းပန်ဖို့ဖုံးဆက်ခဲ့ပေမဲ့စွမ်းစာနီဘက်ကဖုံးမကင်ပဲလက်မခံဘူးလို့သိရပါတယ်။အောင်မြင်မှုဆိုတာရှားတော့ရခဲဆိုသလိုထိမ့်သိမ့်ဖို့ကလည်းပိုပြီးခက်ခဲပါတယ်။အောင်စပူအနေနဲ့လက်ရှိမှာရရှိထားတဲ့ရှင်ဝါကိုရေရှမ်းတည်တန်းကျင်နေဆိုရင်တော့မိမိရဲ့ဇက်ဖွဲ့သားတွေကိုစနစ်တကျထိန်းချောင်းဖို့လိုအပ်နေပါပြီ။ဝိုင်းရင်းလူပညာရှင်တို့ရဲ့တရားတန်ချက်တွေကိုဟာသားပြည့်အသုံးချတာဟာဒီတူမှာရည်ရနိုင်ပေမဲ့ရေရှည်မှာတော့ပရိသတ်ရဲ့ကြီးညိုမှုကိုဆုံးရှုံးစေနိုင်ပါတယ်။ကဲပရိသတ်ကြီးကျွမ်းစာနီလိုဝါရဲ့စီနီယာမင်းသားတယောက်ကိုအခုလိုစင်ပေါ်မှာလှောင်ပြောင်ခဲ့တဲ့အောင်စပူဇက်ဖွဲ့ရဲ့လောက်ရပေါ်မှာရောဘလို့မြင်ကြလဲ။အောင်မြင်မှုတွေရလာရင်စီနီယာတွေကိုမလေးမစားလို့ရတယ်လို့ထင်ပါသလား။မိမိတို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာပွပွလင်းလင်းပြောသွားပေးခဲ့ကြပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။